Hello အားလုံးပဲမင်္ဂလာပါဒီကိုပိုင်ဖြစ်နေတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မပြောမဖြစ်ပြောရမှာဖြစ်လို့ကျွန်မပြောသွားမှာဖြစ်တဲ့အတွက်ကြောင့်စိတ်ရှုပ်မယ်စိတ်ညစ်မယ်ဆိုလို့ရှိရင်အားလုံးကျေးဇူးပြုပြီးတော့ကြော်သွားပြီးလို့ရပါတယ်เนาะအဲ့တော့ကျွန်မအခုပြောမယ်ပြောချင်တာကတခြားသူရဲ့အကြောင်းမဟုတ်ဘူးဒီမှာဒီအမျိုးသမီးပါအီဆိုရဲ့အကြောင်းဒါအီဆိုဆိုတာ American passport ကင်ထားပြီးတော့ American နိုင်ငံမှာနေတဲ့ဆိုတဲ့ဒီအမျိုးသမီးเนาะသူ့အကြောင်းကိုကျွန်မပြောပြမယ်ဒါဒီပုံကတော့ဒါသူဒူရင်းသီးစားနေတော့ကျွန်မရဲ့အမျိုးသားကနေရိုက်ပေးထားတာကျွန်မရဲ့အမျိုးသားက artist ပါဆိုင်ဝနာဒါလည်းအားလုံးသိပြီးသားဖြစ်လိမ့်မယ်ဆိုတော့ကျွန်မဒီကျွန်မရဲ့အမျိုးသားနဲ့ပေါ့နော်ကိုဘနဲ့ပေါ့နော်9နှစ်ရှိပြီအိမ်အောင်သက်ပေါ့နော်ကျွန်မတို့တရားဝင်လက်ထပ်ထားတယ်တရားဝင်ဇနီးမောင်နှံဖြစ်တယ်အဲ့ဒီ9နှစ်တာကာလအတွင်းမှာကိုဘဒီပြီးခဲ့တဲ့2လပိုင်းတုန်းကပေါ့နော်ဒီ2026ပြီးခဲ့တဲ့2လပိုင်းတုန်းကကိုဘကအီဆိုးရဲ့ပေါ့နော်ညှူဆွဲမှုဖြားရောက်မှုတွေနဲ့ဆိုရဲ့နောက်ကိုပါသွားတယ်ပေါ့နော်ဘာလို့ကျမကအဲ့လိုပြောရတာလဲဆိုတော့ကျမကအမျိုးသမီးတယောက်ဘက်ကိုနင်းနာပြောနေတာမဟုတ်ဘူးဒါပေမဲ့ကိုဘသည်အိမ်မှာကျမနဲ့အတူတူနေနေတဲ့အချိန်တောက်လျှောက်ကာလာအတွင်းပေါ့နော်3နှစ်ရှိပြီလုံးဝအရင်မတောက်ဘူးအရင်မတောက်ဘဲနဲ့သူကဖျားတရားတောက်လျှောက်လုပ်နေတယ်ဖျားတရားတောက်လျှောက်လုပ်နေတယ်မိုးကုတ်တရားစခန်းတွေဝင်တယ်ကျမနဲ့အတူလဲဝင်တယ်သူတယောက်တည်းလဲဝင်တယ်အဲ့လိုလုပ်နေရင်းနဲ့ကနေပြီးတော့ဘာဆိုင်ဝနာဟာရုပ်ချီချက်ချင်းကိုမရိုင်းသွားပြီးတော့လောက်သွားတဲ့အကြောင်းအရာတွေရှိတယ်အဲ့ဒီအကြောင်းအရာတွေကဆိုးနဲ့လုံးဝပါဝင်ပတ်သက်နေတယ်ဆိုးကြောင့်သာလင်ဖြစ်တယ်ဆိုတာကိုကျမကဒီကနေပြီးတော့တက်တေတာရကနဲ့ကျမပြောသွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့ကိုမကသူ့ရဲ့ပကြီးပြဝဲကြီးပြီးတော့ကပေါ့နော်ပြီးခဲ့တဲ့ကျမတို့2လပိုင်း28ရက်နေ့မှာသူ့ရဲ့ဖျားတရားမမေ့နဲ့ဆိုတဲ့ပကြီးပြဝဲကျမတို့လုပ်ဖို့ရှိတယ်တမီအဲ့ဒီဗာလဲပကြီးပြဝဲဖိတ်စာကလေးကြည့်ယူပေးနေအောင်အဲ့ဒါလုပ်ဖို့ရှိတယ်အဲ့တော့ကျမတို့ကလည်းအားသွန်ခွန်ဆိုင်နေပေါ့နော်အိမ်မှာပကြီးတွေရေးကြတယ်ကိုမအိမ်မှာပကြီးတွေရေးတယ်တခြားနေရာမှာလည်းပကြီးတွေနော်မိတ်ဆွေတွေခင်ရတဲ့အဲ့ဒီပန်းဆိုးရန်ညံ house မှာလည်းပကြီးတွေသွားရေးတာသူ့ပကြီးပြဝဲဖိတ်စာဒီပွဲကြီးကိုကျမတို့ကလုပ်ဖို့အတွက်ကိုကျမတို့ကမဟာဂီတတွေနဲ့ဖျော်ဖြေဖို့အတွက်လည်းစီစဉ်ထားတယ်အဲ့ဒါတွေကိုလည်းကျမတို့ငွေတွေသွင်းပြီးသားလည်းဖြစ်တယ် gallery ကိုလည်းငွေတချို့သွင်းပြီးသားတွေလည်းဖြစ်တယ်ကျမတို့ကဒီပွဲကိုအကြီးကျယ်လုပ်ဖို့ဒါကျမနဲ့အတူအိမ်မှာရေးသွားတယ်ကားတယ်နော်ပကြီးကားပေါင်း80ကျော်ကျမတို့ပကြီးပြပွဲကြီးလုပ်ဖို့အတွက်ကိုလုပ်နေတဲ့အချိန်မှာကိုဘဟာတရက်မှာကျမအဲ့ဒီနေရာအိမ်မှာမရှိဘူးကျမစေကန်းသွားပြတယ်စေကန်းသွားနေတဲ့အချိန်မှာသူကကျမကိုတငယ်ချင်းတွေကလှမ်းပြောတယ်ပေါ့နော်ဘာဆိုင်ဝနာ live လွှင့်နေတာကြည့်ပါအောင်ဆိုတော့ကျမမျက်လုံးတော်တော်ပြူပြီးအံ့ဩသွားတယ်အဲ့ဒီအဟာကဘာဆိုင်ဝနာကလုံးဝအရှက်မတောက်တာ3နှစ်ရှိပြီအဲ့ဒီအချိန်မှာကိုဘကနေပြီးတော့ BRA အရက်တွေကိုတောက်ပြီးတော့အော်ကလော်ဆဲနေတာအော်ကလော်ဆဲနေတာရိုးရိုးသားသားအော်ကလော်ဆဲနေရမို့အဲ့ဒီဟာဖြစ်တုံးကအော်ကလော်ဆဲထားတဲ့ဟာနဲ့ယခုလက်ရှိဆိုးနဲ့သူနဲ့စကားပြောတဲ့ပုံစံတွေကိုကျမပြောပြချင်ဟုတ်ဆိုးရဲ့စနက်ကြောင့်အဲ့ဒီလိုဖြစ်တယ်ဆိုတာကိုပြောချင်လို့ဆိုးဆိုတဲ့မိန်းမနင်တခါတည်းကြည့်နော်နင်းကိုနင်ဝါပေါ်မှာတော့နင်ကရေးထားတဲ့နင်းကိုချောင်းမကြည့်နဲ့နင်းကိုချောင်းကြည့်တာမဟုတ်ဘူးနင်းကိုပေါ်တင်ကြည့်တာနင်းသားလျင်အခုဒီမှာကြည့်နင်ရောဘာဆိုင်ဝနာကို2ယောက်လုံးကြည့်ကိုကနင်လဲကြည့်2ယောက်လုံးကြည့်နော်ငါပြောပြမယ်အဲ့တော့ဘာဆိုင်ဝနာဟာကျမနဲ့အတူရှိနေစင်မှာအဲ့လိုအရက်တွေမူးယူပြီးတော့ तू ကဘာလုပ်လဲဆိုတော့တော်ကိုရုပ်ကန်ရုပ်ဆိုးညင်ဆုပ်တွေ तू ကပြောတယ်ဗီဒီယိုကလစ်မှာ live လင်တာကိုက live လင်တာအဲ့ live ကတော့ तू ချက်ချင်းဖြတ်သွားတယ်အဲ့ဒီမှာတော်ကိုဆိုးသွန်းနေ तू ပြောတယ်ပြောပြီးတော့မှ artist လောကကိုဂယုမဆိုင်တဲ့ပုံစံတွေပြောသွားတယ်အဲ့ဒါကျမအခုမှဘာပြန်သိလဲဆိုတော့ဆိုးကသူ့ကိုပြောထားမှာပေါ့လာချင်းမိုင်မှာငါတို့ဘဝရက်တည်မယ်ဆိုနင်ပြောတဲ့စကားတွေကိုနင်နဲ့ဖျားပဲအသိဆုံးနေမယ်ချင်းမိုင်မှာငါတို့ဘဝရက်တည်မယ်ပြီးတော့အမေရိကမှာနင်ပချီကားတွေကိုပြပွဲရအောင်လုပ်မယ်လို့ပြောတော့ဘာဆိုင်ဝနာကျမရဲ့အမျိုးသားငကိုတဲ့ကမှသူ့ခမညာဒီအုံနောက်နဲ့ပတ်သက်လို့သူ့မှာတိတ်အဆင်ပြေမှုတိတ်မရှိဘူးဆိုတာတခြားမဟုတ်ဘူးသူ့အုံနောက်ကအရန်ကောင်းတယ်ဒါပေမဲ့သူ့မှာ guilty ဖြစ်တဲ့စိတ်နှခွဖြစ်နေတဲ့ပြဿနာရှိတဲ့အတွက်ကြောင့်မလို့သူ့ကိုအဲ့လိုသွားပြီးမြူဆွဲလို့မရပြီးတော့ဆိုမြူဆွဲနေတာတော်ကြာပြီဖြစ်လိမ့်မယ်ကျမထင်တယ်မရှိဘူးဆိုရင်အနည်းဆုံး6လ9လရှိမယ်ကျမသူများတွေစီကသတင်းပြန်ကြားရတယ်သူဘာဆိုင်ဝနာကိုကြိုက်နေရကြပြီသဘောကျနေရကြပြီ artist တယောက်ကိုသဘောကျလို့ရတယ်ကျမတို့ thank you ပဲ say thank you ပဲဒါပေမဲ့ဆိုတာအဲ့ဒီလိုမျိုးမဟုတ်ဘူးသူများလင်ကိုလူကျင်တဲ့ပုံစံမျိုးနဲ့လူကိုလူသွားတာဖြစ်တဲ့အတွက်ကြောင့်ကျမဒါကိုပြောရခြင်းဖြစ်တယ်နောက်
တခုထပ်ပြောမဲ့အချိန်မှာကျမအဲ့ဒါကိုသေချာပြောသွားမယ်အခုအချိန်မရတဲ့တကြောင်အပိုင်းပိုင်းလေးတွေဖြတ်လွှင့်ရမှာဖြစ်တဲ့တကြောင်ကျမဒါကိုအရင်လွှင့်နေနော် so အဲ့တော့ကျမပြောမယ်နော်ကျမရဲ့အမျိုးသားကကိုဘကဘာဆိုင်ဝနာကသူကမူးရင်မရိုင်းတယ်သွေးဆိုးတယ်အဲ့ဒါကကျမတို့လွန်ခဲ့တော့ဒါဘာဆိုင်ဝနာကိုတီးပြီးသားသူတိုင်းအကုန်လုံးသိတယ်ဒါပေမဲ့ဘလောက်သွေးဆိုးပြီးတော့ဘလောက်မရိုင်းညင်ညမ်းစောက်ပြတ်တာယူ तू မပြောဘူး तू အဆက်တရားတော့ရှိတယ်ဘာဆိုင်ဝနာရဲ့ပင်ကိုမှာအဆက်တရားရှိတယ်ကျမပြောပြမယ်အီဆိုရဲ့ပင်ကိုမှာလုံးဝအဆက်တရားမရှိဘူးဒါကြောင့်ကျမဒီလိုအချိန်ချင်းပြောနေတာကိုမှ तू ကမမှုပဲနဲ့ဘာမထီမလုပ်ပြီးတော့သူများယောက်ျားကိုအီဆိုရေသူများယောက်ျားကိုယူတယ်သူများယောက်ျားကိုလူတယ်ဆိုတာအဲ့ဒါဘာမထီလုပ်ပြเสียအကြောင်းအရာမဟုတ်ဘူးတတိတွေနင်ကောင်းပြเสียအကြောင်းအရာမဟုတ်ဘူးတိတ်ရှက်เสียကောင်းတဲ့အကြောင်းအရာအဲ့ဒါဘယ်နိုင်ငံဘယ်တိုင်းပြည်ဘယ်လူဝင်းကျင်ဘယ်လူအတိုင်းဝိုင်းရမှာလက်မခံဘူးအခုငါကလည်းနေနဲ့မမသိခင်ကတည်းကအီဆိုရေနေနဲ့မသိခင်ကတည်းကဘာဆိုင်ဝနာကိုငါမသိငါလို့ငါ live တွေတောက်လျှောက်လွှင့်ခဲ့ live တွေတောက်လျှောက်ပြောခဲ့တယ်အကြောင်းအရာတွေကိုတောက်လျှောက်ပြောခဲ့တယ်ပကြီးကားတွေအားလုံးကိုခိုးပြီးတော့အိမ်ကထွက်သွားတဲ့အကြောင်းထားတဲ့နေရာတွေကနေထွက်သွားတဲ့အကြောင်းကနေစပြီးတော့စလဲဆုံးငါပြောခဲ့အဲ့ဒီလိုပြောခဲ့တဲ့အတွက်ကြောင့်ဒီကိစ္စဟာမြမပြည်တွေမကအောင်ကဘာရရကသိတယ်ဟုတ်တယ်နော်ကဘာရရကသိတယ်အဲ့ဒီလိုသိတာတော့မှနင်ကတလန်းမှနောက်မဆုတ်ဖဲနဲ့ရှေ့ဆက်တိုးပြီးတော့ပြောင်ကြပြနေတယ်ဆိုတော့အဲ့ဒီလိုပြောင်ကြပြနေတဲ့အမှုကိစ္စဟာတိတ်ပြီးတော့ရှက်ဖွဲ့အတိပြီးတဲ့ကိစ္စဖြစ်တယ်အီဆိုနေမိမစုံမဖမစုံမသာသမီလားဟမ်နင်ဓမိကဥပဒန်းရဲ့အမျိုးဆိုအီဆိုနင်မျိုးရိုးကောင်ကိုစောင့်ထိန်နေရလားပပစန်းကျော်ရဲ့တရားဝင်ခင်ပွန်းဖြစ်သူဘာဆိုင်ဝနာကိုစမန်ခောက်ယူပြီးတော့စမန်ခောက်လူရက်ပြီးတော့လုပ်နေတာဟာနင်းရဲ့မျိုးရိုးကောင်ကိုထိမ့်သိမ့်နေရလားအီဆိုအဲ့တော့ကျမခုနပြောချင်တာကဘာဆိုင်ဝနာဒီကိုဘဒီမူးလို့ရှိရင်ရန်ကားတယ်တောင်းချမ်းတယ်ပောက်ကရ40လောက်တာမှန်ပေမဲ့ညစ်ညစ်ပတ်ပတ်စကလုံးမထွက်ဘူးဘယ်လောက်ထိညစ်ညစ်ပတ်ပတ်စကလုံးထွက်သွားလဲဆိုတော့အေးဆိုကညစ်ပတ်မကြီးလေကျမပြောပြမယ်နော်အားလုံးလဲနားလဲအောင်အားလုံးကလည်းကျမထက်နားလဲပြီးတဲ့သူတွေလည်းပါမယ်ကျမထက်သိတဲ့သူတွေကျမထက်တတ်တဲ့သူတွေပါမယ်ဘာဆိုင်ဝနာရဲ့အသက်အေးဆိုအသက်က53ကနေ54တဲ့ကိုဝင်ပြီးသူတို့နှစ်ယောက်လုံးကျမထက်ကြီးတယ်ဘာဆိုင်ဝနာဆိုရင်55ကနေကြော်ပြီးတော့56ထဲကိုရောက်နေပြီအဲ့ဒီလိုအသက်အရွယ်မှာ love ဆိုတဲ့အချစ်လုံးဝမရှိတော့ဘူးကြိုက်တဲ့သူကိုသွားမေးကြည့်လောကကြီးမှာအချစ်ဆိုတာနဲ့ပတ်သက်လို့မရှိတော့ဘူးတဏှာနဲ့ငွေပဲရှိတော့တယ်ဟုတ်တယ်နော်တဏှာရဲ့ငွေရဲ့အကြောင်းအရာရဲ့ဓာတ်တွေပဲရှိတော့တယ်အဲ့ဒီတော့ဘာဆိုင်ဝနာနဲ့အီဆိုမှာတဏှာနဲ့ပတ်သက်နေတယ်ကြည့်လေသူတို့နှစ်ယောက်လုံးရဲ့ရုပ်ကိုညက်တွင်းတွေဟောက်ပတ်နဲ့ကလပ်ချောင်းတွေလိုက်ပြီးတော့ဘာတွေလောက်ထားကြလဲတော့မသိဘူးဘာဆိုင်ဝနာဆိုတာလဲမျက်လုံးကရီဝေနဲ့မျက်လုံးကလပ်ချောင်းနဲ့ဆေးတွေကိုများကြိုက်တလို့တွေတုံးဆွဲပြီးတော့ကြိုက်တလို့တွေလောက်ပြီးတော့ချင်းမိုင်မှာဖြစ်ချင်တိုင်းတွေဖြစ်နေတာကျမနဲ့နေတော့ကလို့ဝိပဿနာလုပ်ပြီးတော့တန်ရှင်းဖြူစင်တဲ့ဘာဆိုင်ဝနာမဟုတ်တော့ဘူးညစ်ပတ်ဆုတ်ပြတ်သွားပြီအဲ့ဒီအီဆိုနဲ့ရပြီးကြတဲ့အဲ့ဒီတော့ရတာမဟုတ်ဘူးအဲ့ဒီအီဆိုနဲ့ခေါ်နေပြီးကြတဲ့ပေါ့နော်ပြောရရင်တော့ဆိုတော့ကျမပြောချင်တာကလေအဲ့ဒီကျမယောက်ျားကအဲ့လိုမညစ်ပတ်တတ်တဲ့သူကညစ်ပတ်တဲ့အီဆိုနဲ့ပါပြီဘလောက်ထိညစ်ပတ်တာတွေ live နဲ့သွားလဲဆိုတော့ကျမအခုတစ်ချက်ကလေးပြစင်လို့ဒီမှာကြည့်ကြပါဦးအဲ့ဒါဘာဆိုင်ဝနာ live လုပ်နေတာပြီးခဲ့တဲ့2လပိုင်းတုန်းက2026 2လပိုင်းတုန်းကနော်ကျမရဲ့အိမ်မှာဘာပြဿနာမှမရှိပဲ live လုပ်နေတာနော်ကျမနဲ့ကိုယ်နဲ့ဘာပြဿနာမှဖြစ်မထားဘူးအီဆိုအဲ့ဒီချိန်မှာရောက်လာပြီရောက်လာတော့မယ်သူတို့အဆက်အသွယ်ရှိနေတယ်စောစီတော့ရပါမတရားလေးဟလာအားကြောင့်လဲဆိုတော့ရှင်တဲ့ကစိတ်ဆန္ဒလေးတွေပါစကားလေးပါလေးလည်းပြောအောင်မလားလို့ပါပြောရတာလည်းကြာပြီလေမဆိုင်ဝနာကိစ္စနားထောင်နော်မဆိုင်ဝနာဆိုတဲ့ကောင်ကတီတီလေးပါတီတီဆိုတာလေးလေးတီတီပဲတိုက်တိုင်းကြီးလည်းမပါဘူး6လမှလည်းပဲစိုက်မှလည်းပဲမနေဘူး
ပြေဘူးတော့ပဲပုံမှန်ပေါ့ဘာပုံမှန်ဆိုင် မြစ်ပတ်တာကြီးပြောတာနော် ဒါကရိုင်းတော့ အောက်တန်းစားစကားတွေ စီဝါကြစကတော့ဒီစလုံးပဲမိမိရဲ့ခံစားချက်မိမိရဲ့အကြောင်းကိုထောက်ဖော်ပြောပြတာဟာအောက်ကတပြောအကြောင်းပြောဖင်ကောင်းကြောင်းပြောအထက်ကအစာအိမ်ကြောင်းပြောဒီအုံနောက်ကအုံနောက်အကြောင်းပြောရှင်မတွေကနှလုံးသားအကြောင်းပြောနှလုံးသားအကြောင်းပြောရင်နှလုံးသားလို့ပြောရမယ်ဟလာအုံနောက်တွေကအကြောင်းပြောရင်အုံနောက်တွေကစကားတွေအဲ့တော့ဒီခန္ဓာကိုယ်မှာရှိတဲ့ဒီလေးဆိုတဲ့အရာပြောရင်တော့လေးဆိုတာပါမှာပဲဒါကရိုင်းတာမဟုတ်ဘူးနှာခေါင်းနှရွက်နှာခေါင်းဟလာနှရွက်နှာခေါင်းတစ်ဆက်တစ်ခုံအုံနောက်နှလုံးသားအတွင်တွေတော့လေးလေးတွေပေါ့မှာပဲမဟုတ်လားတော့ကြချိပါလို့ ကြည့်ပါဦး ခေါင်းချိပါမှာပဲ ကြည့်ပါဦး ဟလာကျန်တဲ့ကိစ္စတော့ပို့ဆောင်ရတော့မှာပဲအဲ့တော့တို့စကားလေးတော့တစ်ခုခံကြအောင်စို့ရာဇာဓမ္မဆရာတော်ဘုရားကြီးဆုံးမဟောတာပဲပြန်ကြားပြီးတော့ပြန်ချက်လောင်းလေး ခုနဗီဒီယိုကလစ်ကိုကြည့်မယ်ဆိုရင်အခုပဲကိုဘကညဉ့်ညမ်းတဲ့စကားလုံးတွေကိုပြောတယ်အခုပဲဆရာတော်ဘုရားကြီးဦးရာဇဓမ္မဟာလာသူပြောတယ်အဲ့ဒီကလေးကသူဟာသူ့ရဲ့စိတ်ဟာနေရတဲ့တစ်ချိန်နဲ့တစ်စက္ကန့်နဲ့တစ်ပြိုင်တည်းမှာတင်ကိုဒီစက္ကန့်မလက်အတွင်းတွေကိုသူကနှစ်မျိုးလွန်ဆွဲပြီးတော့တစ်ခုကညဉ့်ညမ်းတာတစ်ခုကဒီဖျားတရားနဲ့ပတ်သက်တာယူသူနှိုင်းရှင်ပြီးတော့တွဲပြီးသူပြောနေသူ့စိတ်ကဘာကိုရွေးချယ်ရမှန်းမသိဘူးဖြစ်နေတယ်အဲ့ဒီတော့အဲ့ဒီလိုတွေလုပ်တယ်ဆိုတာအီဆိုရဲ့စနက်တွေနဲ့လုပ်တာဆိုရချင်းကကျမပြောချင်တာကလေတလားအီဆိုသည်အခုဘာဆိုင်ဝနာစီကိုလာတယ်ဆိုတာလေ तू ကသူ့ရဲ့တဂျူကြီးနဲ့ तू လာတာသိလားရှင်းရှင်းပြောရရင်တော့နှစ်ယောက်လုံးကတော့မယိုးသားဘူးကိုတဂျူတွေနဲ့ကိုလာကြတယ်ဒါပေမဲ့ပိုဆိုးတာပါလဲဆိုတော့ကျမရဲ့ယောက်ျားဖြစ်တဲ့ကိုဘဟာအီဆိုအထင်ကြီးရဲ့ကိုဘရေရှင်းအီဆိုဘာတွေအထင်ကြီးတာလဲဟမ်အီဆိုရှင်ဘာတွေထင်ကြီးတာလဲအီဆိုမှာထင်ကြီးစရာဘာတွေများရှိလဲကိုဘရေးနေရလေတခါရဲဘလို့အမျိုးသမီးလို့ကိုဘရဲ့ဝေါ်ရဲကိုသွားကြည့် तू အထင်တကြီးနဲ့ तू ရေးနေတယ်အဲ့တော့အဲ့လိုရေးနေပြီဆိုကြတဲ့ရှင်ဘာသူ့ဘာတွေကိုအထင်ကြီးရလဲလို့ကျမလေးလာကြည့်ရပါတော့လေးလာကြည့်တဲ့အခါမှာအီဆိုမှာအထင်ကြီးစရာဆိုလို့ဘာပဲရှိလဲဆိုတော့ तू အိမ်အောင်စကြကြတဲ့ကနေပြီးတော့ဒါသူ့ရဲ့live ပေါ့နော်သူ့ရဲ့ live ကအိမ်အောင်စကြကြတဲ့ကနေအိမ်အောင်ရေးမတီမငိမ့်နေဖြစ်တယ်မငိမ့်မသက်တွေဖြစ်တယ်အဲ့ဒီမငိမ့်မသက်တွေဖြစ်တာလဲသူ့ဘာသူအိမ်အောင်ရေးတွေအချိန်တွေမကောင်းလို့သူကသူဘာတွေရှုပ်ရှက်တွေသွားခတ်နေလို့လည်းမသိဘူးဒီလိုတွေဖြစ်ပြီးတော့မှသူအိမ်အောင်ကွဲတယ်ကလေးတွေလူကြကလေးကိုလူကြတယ်စသည်ဖြစ်တာအီဆိုရဲ့အကြောင်းအဲ့ဒီလိုလူပြီးတော့မှ तू ကSpanish နဲ့လားမသိဘူးကြိုက်ပြီးတော့ तू ဥရောပတခွင်ပြဲစင် तू ပတ်လိုက်သေးတယ်ပြီးတော့မှတခါဘယ်မှမသိတယ်ဘယ်ကကောက်ရတဲ့အိန္ဒိယကောင်နဲ့မှမသိဘူးတခါကြိုက်ပြီးတော့အိန္ဒိယဝစ်စုံကြီးတလွားလွားနဲ့ဝစ်ပြီးတော့သူ့ကိုသူစာရီဝစ်ပြီးတော့အိန္ဒိယမှလိုဘာလိုအယူထားလိုက်သေးတယ်ဟောအဲ့ဒါပြီးလဲပြီးတော့သူ့မှာမျိုးစုံပဲလူတကာနဲ့မျိုးစုံပဲဖြစ်ပြီးသည့်တခိုက်မှာနောက်ဆုံးလဲကြာဘလို့ဖြစ်လို့ကျမရဲ့ယောက်ျားဖြစ်တဲ့ဗမာပြည်ကဘာဆိုင်ဝနာဘက်ကိုလှည့်လာတာတော့ဘာဆိုင်ဝနာကလည်းအဲ့ဒီစကားတွေကိုခုနပြောနေတယ်အီဒေါ်အီဆိုရေရှင်ကလူတကာနဲ့ကြိုက်ပြီးတော့မှနောက်ဆုံးတော့ဗမာယောက်ျားရဲ့ဟွာကိုရှင်ကသဘောကျနေလို့ပေါ့ဟလားပုံစံကြည့်ရဘာဆိုင်ဝနာလည်းခုနညဉ့်ညမ်းစကလုံးပြောထားတယ်လေအဲ့ဒီတော့ဒီအရွယ်ကြီးမှာအီဆိုရှင်ဘလို့ရည်ရွယ်ချက်နဲ့ဘလို့စိတ်ထားနဲ့ဘာဆိုင်ဝနာကိုလာကြိုက်တာလဲတော့မသိဘူးဘာဆိုင်ဝနာကသူ့ကိုဘာတွေအထင်ကြီးနေလဲလို့ကျမကြည့်လိုက်တဲ့အခါမှာအီဆိုဟာဘာတွေ့ရလဲဆိုတော့ကျမယောက်ျားဘာဆိုင်ဝနာအရင်တုန်းကသူကွန်းရတဲ့မနဲ့သူဖြစ်ခဲ့တာကျမခွင့်လို့ရသေးတယ်ဘာဖြစ်လဲဆိုတော့ကွန်းရတဲ့မငွေမရှိဘာမရှိအလကားအနှုတ်ဆုပ်ဂုတ်ဆုပ်မဆိုတော့ဒီလိုပေါ့ငါခွင့်လို့ရသေးတယ်ဆိုတဲ့စိတ်နဲ့အဲ့တော့အီဆိုကကြတော့ရှင်ကဘာဖြစ်လို့လဲပတ်စံမရှိလို့လားအချစ်ဆိုတာတော့မဟုတ်ဘူးเนาะကျမခုနကပြောပြီးသားအချစ်သာတကယ်စစ်တယ်ဆိုရင်ရှင်ဘာဆိုင်ဝနာကိုစပြီးတော့ရှင်ငကိုတွေကမြင်မှုတယ်လို့ပြောတယ်ဘာဆိုင်ဝနာကျမကိုပြောတယ်ဟုတ်လားရှင်တို့ရခင်တုန်းကမန္တလေးမှာကျုံးရှည်လားဘာလားအဲ့ဒီမှာနေကြတဲ့မြင်မှုတယ်ဆိုကြတဲ့ရှင်ဘာဆိုင်ဝနာကိုရအောင်သွားယူလေအဲ့ကြတဲ့အဲ့ဒီတော့ကတော့ရှင်ကယောက်ျားတကာနဲ့ပတ်ကြိုက်နေပြီးတော့ဓမ္မမဟုတ်လို့ရှင်လေရှင်ရဲ့အမျိုးသားဖြစ်တဲ့အဲ့ဒီအကိုနဲ့ကွဲပြီးတဲ့အချိန်မှာရှင်ဘာဆိုင်ဝနာကိုဆက်သွယ်လို့လည်းရတယ်လေနှစ်ပေါင်းများစွာရှင်မဆက်သွယ်ပဲနဲ့ကျမနဲ့ရပြီးကျမနဲ့လက်ထပ်ပြီးတော့မှလူမွေးလူတောင်ပြောင်ပြီးတော့ကျမတို့အိမ်တော်ကြီးကိုဖျက်ဆီးဖို့ရှင်လုပ်တာပဲဒေါ်အီဆိုကျမပြောပြမယ်ရှင်ဟာ American passport ကင်လိုက်ရခြင်းအကြောင်းရင်းဟာသူများအိမ်တော်ကြီးကိုခွဲဖို့သူများလင်ကိုလူဖို့ဆိုတဲ့
ဘာလဲအခွင့်ရေးရပါလားဟုတ်လားအခွင့်ရေးရသွားအဲ့ရှင့်မှာအထင်ကြီးကြလဲတကွက်မှကျမမတွေ့ဘူးကျမယောက်ျားကတော့ငကိုတွေကသူ့ခမမြင်တဲ့အတိုင်းပဲလေဘာဆိုင်ဝနာအောက်ကဟာအကြောင်းကိုပြောတယ်ပြီးတော့ဆရာတော်ကြီးဥရာဇဓမ္မအကြောင်းပြောအဲ့ကလေးကကျမယောက်ျားရဲ့အရေးအသွေးကိုကြည့်သူ့အုံနောက်ဘာတွေဖြစ်နေလဲဆိုတာကြည့်အဲ့လိုလူကတော့ရှင့်ကိုအထင်ကြီးရင်ကြီးမှာပေါ့သူ့ခမမြမှာမွေးကလေးကကျမတို့လိုရန်ကုန်မှာမွေးရရှာတာမဟုတ်ဘူးအဲ့လိုလူမျိုးပဲရှင့်မြှူဆွဲလို့ရမယ်အဲ့ဒါမြှူဆွဲတိုင်းလဲမြှူဆွဲခြင်းတိုင်းမြှူဆွဲလို့မရအောင်ဆိုတာအခုပပဆန်ကျော်ထွက်ပြီးပြောနေပြီဆိုတော့ရှင့်မြှူဆွဲခြင်းတိုင်းမြှူဆွဲလို့မရဘူးတော့အီဆိုရှင်ကတော်တော်ယွန်စရာကောင်းတာပဲဖင်ဆက်ကြဖင်လေးပွေလိုက်ပြီးတော့ယောက်ျားတွေနဲ့ပတ်ပြီးတော့အဲ့လိုဖြစ်နေတာအခုတော့ဗမာပြည်ကဘာဆိုင်ဝနာဘက်ကိုလှည့်လာတော့နည်းနည်းကြည့်လေဘာဆိုင်ဝနာဟာအိမ်အောင်တယ်လေပပဆန်ကျော်နဲ့တရားဝင်ယူထားတဲ့လင်းယောက်ျားလေဟာတော်တော်ခက်တယ်နော်အခုလေသလားကျမကရှင့်ကိုတက်ဆဲနေရတဲ့အကြောင်းရင်းရလေသလားတခြားအကြောင်းကြောင့်မဟုတ်ဘူးရှင်ကတကယ်တမ်း brother မှာလောက်တဲ့ကောင်မဆိုလို့ရှိရင်တော့ကျမဆဲမနေဘူးဘာဖြစ်လို့လဲဆိုတော့နောက်တိုင်းမှာလည်းရှိတယ်လေကိုယ့်ရဲ့ယောက်ျားတွေဟလာကိုအရန်ဘိုးကြီးဖြစ်လာပြီးညီးငွေလာပြီးဆိုမျိုးသမီးတွေအိမ်အောင်တွေမှာအရန်ဘိုးကြီးဖြစ်လာပြီးညီးငွေလာပြီးဆိုလို့ရှိရင်ကဲကိုရေးမောင်ရေးရှင်တို့သွားမယ်ဆိုရင်သွားပါတော့ဆိုတော့ brother ကကောင်မတွေစီကို condom တဒါစင်ပေးပြီးတော့လွှတ်လိုက်တာပဲအဲ့လိုဆိုလို့ရှိရင်တော့ကျမပြောစရာအကြောင်းမရှိဘူးရှင်သာ brother မှာလုံနေတဲ့မိန်းမဆိုရင်တော့ရှင်တို့ဒီလိုလဲတက်ဆဲမှာမဟုတ်ဘူးအဲ့တော့ရှင်ကအခု brother မှာလုံနေတဲ့မိန်းမလည်းမဟုတ်ဘဲနဲ့ American နိုင်ငံမှာ American နိုင်ငံသား passport ကင်ပြီးတော့ပြင်သစ် company မှာအလုပ်လုပ်နေတဲ့မိန်းမတရားအဲ့ဒီလိုအလုပ်လုပ်နေတဲ့မိန်းမတွေဟာစာတစ်ခုတည်းတက်လို့မရဘူးပညာပါတက်ရတယ်ရှင်ကစာပဲတက်တာပညာမတက်ဘူးပညာမတက်လို့ခုလိုညံမရှိတဲ့အလုပ်တွေလုပ်နေတာပေါ့သူများယောက်ျားကိုရှောက်ပြီးတော့ပေါ်တင်ကြီးတွေကိုခုတ်ခွတ်ပြီးတော့ခွတ်ဆောင်တွေခုတ်ပြီးတော့နှိုက်တဲ့အလုပ်ကိုလုပ်နေတာအဲ့ဒါကျမတို့ခွင့်လို့မရတဲ့အကြောင်းအရာပဲတော်တော်ကိုစိုးတာပဲအဲ့ဒီလိုလုပ်နေတဲ့သူတွေကလေသိလားbrother မှာလောက်တဲ့မိန်းမမျိုးတွေနဲ့မတူဘူး personality အရင်အရေးကြီးတယ်အဲ့ဒီ image လုံးဝကြလို့မရဘူးသိလားအဲ့ဒီ image ကလုံးဝကြလို့မရဘူးအဲ့ဒါကိုရှင်နားမလဲတာလားရှင်မသိတာလားရှင်တို့တိုင်းပြည်မှာဘာလဲ character reference အရေးမကြီးလို့လားဒီလိုတရားဝင်အိမ်အောင်ရှိတဲ့ယောက်ျားတယောက်နဲ့ခိုးဖောက်ပြန်နေတယ်ဆိုတော့ character reference အရေးမကြီးဘူးလို့ထင်လို့ရှင်ဒီလိုလုပ်နေရလားအဲ့တော့ကိုကညံမတုံးနဲ့နော်နင်ဒုက္ခရောက်လိမ့်မယ်ဤဆိုရင်ရှင်ကတကယ်တမ်းကျတော့ရှင်ရဲ့အိမ်အောင်ရေးမှာရှင်ကအောင်မြင်တဲ့သူမဟုတ်ဘူးရှင်ကအိမ်အောင်ရေးမှာ loser ဖြစ်တဲ့အတွက်ကြောင့်လေထားသမျှရီးစားတွေနဲ့လေအောင်မြင်လားဆိုတော့မအောင်မြင်တော့တယောက်ပြီးတယောက်နဲ့ပြက်ပြီးတော့တယောက်ပြီးတယောက်နဲ့ရှင်ကွဲနေတာလေဟုတ်တယ်နော်မအောင်မြင်ဘူးအဲ့ဒီအချိန်မှာရှင်ကဘလို့စိတ်တက်လဲဆိုတော့ရှင်ကကျမကိုကြည့်ပြီးတော့ဒုတိယပပစမ်းကြော်ဖြစ်ချင်နေတာရှင်ကစိတ်ယူးလေးဝေထားတယ်ဟာကြပြားလိုစားလိုတချင်းလိုအဲ့လိုအယူအကွက်တရားရှင်နင်းတယ်ပြီးတော့ဟုတ်တာလားဆိုရှင်ဘာမှလည်းမဟုတ်ဘူးဘာမှလည်းပုတ်ပဲနဲ့အဲ့လိုအယူအကွက်တွေနင်းစိတ်ယူးလေးဝေတွေထားပြီးတော့ဟိုလူနဲ့ကြိုက်ဒီလူနဲ့ကြိုက်ဟိုရောင်ဒီရောင်တွေလောက်တတ်တဲ့အကျင့်ရလည်းရှိတယ်အဲ့တော့ရှင်ကကြည့်လိုက်တဲ့အခါမှာဒီဘာဆိုင်ဝနာကိုရှင်ကလွန်ခဲ့သောနှစ်ပေါင်းများစွာတည်းတစ်ဖက်သက်သိထားတယ်ဘာဆိုင်ကရှင်ကိုလုံးဝမသိဘူးနော်ရှင်ရပဲဘာဆိုင်ကိုသိထားတာတစ်ဖက်သက်သိထားတဲ့အခါကျတော့ရှင်ကအိမ်တော်ရေးမှာ loser ဖြစ်တယ်ဘာဆိုင်ဝနာကလည်း YouTube ကြောင်တောင်ဆိုတာကိုရှင်ကသိထားတယ်ဘာဆိုင်ဝနာဆိုတာ YouTube ကြောင်တောင်ဆိုတာကျမယောက်ျားကိုနှိမ်ပြောစရာအကြောင်းဘာမှမရှိဘူးဒါပေမဲ့အမှန်တရားကိုတော့ကျမပြောမယ်ဘာဆိုင်ကအဲ့လိုပဲလေကျမနဲ့တွေ့တော့လေအောင်မလေးတခါတည်းဟိုလူလေအကောင်မှာကြပြားတွေရွတ်ပါပြီးတော့တခါတည်းရွတ်ပြတာချစ်ပပကိုဘလို့ချစ်တာနောက်ဆုံးပြီးခဲ့တဲ့2လပိုင်းမှာဒီအိမ်မှာကျမကိုတွေ့ဖို့အတွက်ကို तू ဘယ်လိုစောင့်နေတယ်ဆိုတဲ့အကြောင်းသူနှစ်ချက်ကလေးတက်ပြီးတော့သွားပြရစေဆိုတဲ့တခြင်းနဲ့စောင့်နေတဲ့အကြောင်းသူကျမကိုပြောသွားတာကျမဗီဒီယိုကလစ်ရိုက်ထားအောင်ရှိသေးတယ်အမညီမလေးတက်ကိုပြောပြနေတာဆိုတော့ဘာဆိုင်ဝနာလေအဲ့လို YouTube ကြောင်တောင်လူမန်းကိုတီတော့ရှင်ကငါနဲ့တော့အန်ကိုက်ပဲဆိုပြီးတော့လောက်တော့ရှင်ဒုတိယပပဆိုင်ကျော်ဖြစ်ချင်တယ်ဒါကြောင့်မလို့ခုကြည့်လေ
ပပဆန်းကျော်အတူတွေကိုလိုက်ကိုပြီးတော့ဘာဆိုင်ဝနာဗီဒီယိုကလစ်တွေရိုက်ပေးတယ်ဟိုစာတွေတင်ပေးရတယ်ရှင်လုပ်ပေးတယ်အဲ့တော့အိမ်တော်ရေးမှာရှင်လူဆက်ဖြစ်တိုင်းပပဆန်းကျော်ဒုတိယပပဆန်းကျော်ဖြစ်ချင်တယ်ဆိုပြီးတော့ရှင်ကတကယ်ကိုနော်ပန်းပေါင်းစုံအချောင်းပေါင်းစုံဤဆိုတော်တော်ဆိုးဆိုးအမျိုးသမီးရှင်ကနောက်ဆုံးတော့ကျမယောက်ျားဘက်ကိုလှည့်လာပြီးတော့ဘန်ကောက်မှာရှင်မျက်နှာမွေးနဲ့အင်ကြီးအနက်ကြီးဝက်ပြီးတော့ဟောဘက်ပြေးလိုက်တောင်ရက်တော့ပြေးလိုက်မြောက်ရက်တော့ကူးလိုက်လို့ပြီးတော့ပျော်တယ်ဆိုပြီးတော့ရှင်ရိုက်ထားတဲ့ဗီဒီယိုကလစ်ကြီးကိုကျမမြင်ဘာလို့ပျော်နေရလဲဟင်ဒေါ်ပပဆန်းကျော်ရဲ့တရားဝင်ခင်ပွန်း artist ဘာဆိုင်ဝနာနဲ့ခိုးစားနေရလို့ပြောတာလားဘာလို့ပြောတာလဲရှင်ကဘာတွေပြောတာလဲပြီးတော့ကျမယောက်ျားကိုရှင်ရှောက်ပြီးတော့တင်ပေးတယ်ကျမယောက်ျားပြီးခဲ့တဲ့2ရက်နေ့ကပြီးခဲ့တဲ့လွန်ခဲ့တဲ့2ရက်ကနေတွေ့နော်2ရက်လောက်3ရက်လောက်ရှိပြီလားမသိဘူးနော်တမီနော်ဘဘဖုန်းဆက်တာ3ရက်လောက်ရှိ3ရက်လောက်တုန်းကကျမကိုဖုန်းဆက်တော့ကျမယောက်ျားတော်တော်ဂျင်းနဲ့ကြက်ထဲကိုရောက်နေတယ်အတန်ကသူဘာလုံးအောင်မသိဘူးစိတ်ညစ်နေကျမယောက်ျားကိုစိတ်ညစ်အောင်မလုပ်နဲ့ဒေါ်ဤဆိုရှင်အတင်းတွေကွာခိုင်းတယ်ကျမယောက်ျားမှာဘလို့ဖြစ်နေလဲဆိုတော့ဒီဗမာပြည်ကိုပြန်လာဖို့တော့မှသူ့မှာမသေးကြဘူးလေရှင်ရဲ့ authority ကိုစောင့်နေတာကျမယောက်ျားအဲ့လိုကိစ္စတွေမှာဆုံးဖြတ်တတ်တဲ့သူမဟုတ်ဘူးရှင်ဥဆောင်ညွှန်ကြားရေးမှုလုပ်ပြီးတော့ချဲလဲမနေနဲ့ပန်းပေါင်းစုံအချောင်းပေါင်းစုံဖင်ဆက်ကြဤဆိုရဲ့လူမျိုးပေါင်းစုံနေ့မှာဗာလေးစားစရာရှိတော့ကိုဘရေရှင်အမကြီးမှာဗာလေးစားစရာရှိတော့လို့ကျမအခုကြည့်လိုက်တဲ့အခါမှာတာမန်မိန်းမတွေထက်ထူးခဲ့ပြီးတော့ပန်းပေါင်းစုံအချောင်းပေါင်းစုံဖင်ဆက်ကြလှည့်နေတဲ့တကွက်ပဲရှိတယ်လူတကာနဲ့လှည့်ပတ်ပြီးကြိုက်တာကျမယောက်ျားနဲ့ကျမယောက်ျားကျမကိုမချစ်ဘူးလို့ပြောနေတာတွေကရှင်းစနက်တွေကြောင့်ပြောနေတာကျမယောက်ျားကျမကိုမချစ်စရာကြောင့်မရှိဘူးဒီမှာကြာမြင်လားကြည့်ဖတ်စမ်းမြင်လားဒီမှာဘယ်နေရာရေးထားရလဲ9ရက်2လ2016ဒီအိမ်ကနေရှင်မြူဆွဲလို့ထွက်မသွားခင်ကနေရေးထားတာအချစ်ပပတီဆိုရင်တဲ့ခွေးမလေးမကြိုက်တော့ဘူးချစ်သူဝေးသွားပါနဲ့လားအချစ်ရေလွမ်းချစ်ကြမယ်ဘာလို့ရေးသွားတယ်ဒါဒီဘက်တမြတ်ဟိုက်မှာကြည့်ဆူတောင်းတယ်ရင်တွင်းဆူတယ်တီဆိုပေးပါပပအချစ်ရဲ့တဲ့ဒီမှာဒီမှာပါလေချစ်တော်ပါဘာငါယောက်ျားအခုနင့်အားကိုရနဲ့နေလျှောက်မြောက်ပေးနင်ငါယောက်ျားအုံနောက်တိတ်ပြီးတော့သူခင်ဗျာဟိုကဖြစ်ရှာတာမဟုတ်ဘူးအဲ့ဒါကိုနေရမြောက်ပေးပြီးတော့ခါဘာဆိုင်ဝနာနင်းမြောက်ပေးတဲ့ဇောတွေနဲ့တခါလေဇောတွေပြစ်တွေထွက်ပြီးတော့ဒီမိမကိုကျွန်တော်မချစ်တာကြပြီငါတော့နောင်မီးလဲနဲ့လို့တော့ဆွဆွဲလိုက်သေးတယ်ငါယောက်ျားမချစ်တော့တာကြပြီမချစ်တော့တာကြပြီဆိုတဲ့ကောင်ကဒီစာကို28ရက်နေ့မှာရေးသလား2လပိုင်းမှာရေးသလား2လပိုင်း9ရက်နေ့မှာရေးသလားငါအိမ်ကထွက်သွားပြီးတဲ့နင်24ရက်နေ့မှာနင်9ယောက်ျားကိုလာတုတ်သွားပြီရွှေကုံဖျားပေါ်မှာဘာဆိုင်ဝနာကိုနင်ဓာတ်ပုံရိုက်ပြီးတယ်အဲ့ဒီ22ရက်နေ့အထိ9ယောက်ျားအချစ်ရေကိုပြန်လာတော့မယ်တော့လို့လုပ်တဲ့အချိန်မှာနင်ဝင်ပြီးတော့အတင်းဝင်အောင်ပြီးတော့နင်အတင်းဝင်တုတ်သွားဤဆိုရဲ့ငါနင့်ကိုဆဲရမှာလဲအားနာနေကမျက်နှာဝိုင်းနဲ့ရုပ်ကလည်းစိုးနာမည်ကလည်းဤဆိုနဲ့ခေါ်ရတာမနှိပ်ပါဘူးဟဲ့ငါတို့ခုနှစ်ငါတို့တက်တန်းနေမှာနေရတော့ငါထက်ကြီးတယ်နာမည်ကအပြန်စားတွေမဲ့တာငါတို့နာမည်တွေဆိုကြည့်လေငါတို့ဖေတွေနဲ့မဲ့တာအပြန်စားတွေပဲနေကနာမည်ကလည်းတောကြလူကလည်းတောကြနေနာမည်ကိုခေါ်ပြီးရွတ်နေရတာကငါတော်အားနာလှပြီအကောင်တော့ဖက်ကနေတောကြနေတဲ့ဟာမအောင်ငါနေပြီးတော့ငါလင်ကိုခွတ်ဆောင်ခုတ်သွားလို့ဒါငါရွတ်နေရတာနင့်ကြည့်လိုက်တော့လေအဖက်ကနေတောကြနေဘလို့လုံးမရောအိမ်အောင်ရေးလဲမအောင်မြင်ပြီးတော့နေဘလို့ပုံစံနဲ့ငါပြောပြပါမယ်ခုလာမဲ့9ရက်နေမှာဆိုလို့ရှိရင်နင့်သမီးလေးရဲ့ graduation ceremony ရှိတယ်အဲ့ဒီဘေးမှာနေဘလို့သွားပြီးရက်တီမှာလဲဤဆိုနေဘလို့တွဲပြီးဓာတ်ပုံရိုက်မှာလဲငါသိချင်စမ်းပါနေခွအမေရိကကိုပြန်သွားပြီဘာဆိုင်ဝနာနေနဲ့လွမ်းကြောင်ဆွေးကြောင်ခရေပွင့်နေနဲ့ကောက်ပြီးတော့အဲ့ဒီမှာနေက lab reactor တွေပေးထားဘာဆိုင်ဝနာလဲကဘာကျော်အချစ်ဇလန်းတပုတ်ဟဲ့နေတော့ကဘာကျော်အချစ်ဇလန်းမဟုတ်ဘူးကဘာကျော်ဆောက်ချက်ကွဲနေတာအဲ့ဒါကဘာကျော်နောက်မီးလင်းပြီးကဘာကျော်ဆောက်ချက်တွေကွဲနေတာနေစားရှိလို့ရှိရင်ငါနဲ့ဘာဆိုင်ဝနာနဲ့တွဲရိုက်ကြလို့ဓာတ်ပုံတွဲတင်လေးနေနဲ့ဘာဆိုင်ဝနာနဲ့တရားဝင်ဆိုရင်ငါလိုမျိုးတက်ဖိုက်လေနင်တို့တရားမှမဝင်တာဟုတ်လားနင်တို့ခိုးကြောင်ခိုးဝက်နဲ့စားတောက်နေတာအဲ့တော့နင့်သမီးလေးရဲ့ graduation ceremony ကိုရက်နေကြလို့ရှိရင်နင်ဘလို့ပုံစံမျိုးနဲ့နင့်သမီးလေးရဲ့ဘေးမှာရက်တည်ပြီးတော့သမီးရဲ့အမေကတော့သမီးနဲ့ခက်ခက်ညာညာကြီးဓာတ်ပုံရိုက်လိုက်အောင်မယ်အမေကတော့တခြားသူမဟုတ်ပါဘူးကွယ်ဗမာပြည်က
ဒေါ်ပပစန်းကျော်ရဲ့တရားဝင်လင် artist ပါဆိုင်ဝနာအမေကခွတ်ဆောင်ခုတ်ပြီးတော့ခိုးပြီးတော့စားတောက်နေတဲ့မိန်းမကြီးပါလို့ပြောပြီးတော့နင်ဓာတ်ပုံတွဲရိုက်มาလားယင်ဤဆိုနင်သမီးလေးရဲ့ရှေ့ရေးကိုနင်ဘလို့များဆက်ပြီးတော့စိုးဆုံးမှာလဲငါသိချင်တယ်သမီးရေအမေလိုဖြစ်အောင်မနေနဲ့လို့ပြောမှာလားအမေလိုဖြစ်အောင်သူများလင်တွေကိုလိုက်နှိုက်လို့ပြောမှာလားယင်ဤဆိုရေငါမေးချင်တာအဲ့ဒီမေးခွန်းလေး